အနောက်ကော်သူလေဖြစ်သည့်မြေဝကျွန်းမော်ကိုတပ်မဟာ9ခုဖြင့်ဖွဲ့စည်းခဲ့သည်အနောက်ကော်သူလေ၏တပ်မဟာများမှာညောင်တုံးပန်းတနော်နှင့်ဒနုဖြူတပ်မဟာ1ပသိမ်နှင့်မြောင်မြတပ်မဟာ2မအူပင်မြောက်ပိုင်းတပ်မဟာ3ဟင်းသဒနှင့်တာယာဝတီတပ်မဟာ4ဖြာပုံတပ်မဟာ5ပဲခူးရိုးမှတပ်မဟာ6ထိထဆွေအလဲတပ်မဟာ9တို့ဖြစ်သည်အနောက်ကော်သူလေ၏စစ်ဦးစီးချုပ်အဖြစ်ဗိုလ်ချုပ်ဆိုင်ခေအားတာဝန်ပေးအပ်ခဲ့သည်အရှိကော်သူလေအားတပ်မဟာ9ခုဖြင့်ဖွဲ့စည်းခဲ့သည်ဖာစာပါလာတပ်များသည်အရှိကော်သူလေနှင့်အနောက်ကော်သူလေနယ်မြေများအားတပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တော်လဲအမြင့်ပြတ်ချေမှုန်းနိုင်သည့်အထိမစွမ်းဆောင်နိုင်ခဲ့ခြင်း1962ခုနှစ်တွင်နေဝင်းမှအာဏာသိမ်းယူလိုက်ပြီးနောက်အနောက်ကော်သူလေနယ်မြေကိုချေမှုန်းဖို့ရန်တပ်အင်အားအများအပြားကိုဆေလွတ်ခဲ့ပြီးချေမှုန်းခဲ့သည့်အတွက်1980ခုနှစ်တွင်မြဝကျွန်းပေါ်မြေပြန့်ဒေသများကိုဆွန့်လွတ်ခဲ့ရပြီးနောက်ကော်သူလေ၏ဌာနချုပ်ကိုပဲခူးရိုးမှသို့ပြန်လည်ပြောင်းရွှေ့အခြေစိုက်ခဲ့ရသည်အာဏာရှင်နေဝင်းသည်ကရင်တော်လှန်ရေးနှင့်ကရင်တမျိုးသားလုံးပျောက်ကွယ်သွားစေရန်ရည်ရွယ်ချက်ဖြင့်ဖက်လေးဖြက်စစ်စင်ရေးဖြစ်သောတော်လှန်ရေးသမားများ၏ရိတ်ခါလမ်းကြောင်းအားဖျက်တောက်ခြင်းပန်နာငွေများအားဖျက်တောက်ခြင်းအဆက်အသွယ်ဖျက်တောက်ခြင်းလူထုနှင့်ကရင်တော်လှန်ရေးအကြအဆက်အသွယ်ဖျက်တောက်ခြင်းအစီအစဉ်ကိုရေးဆွဲခဲ့သည်တပြိုင်နက်တည်းတွင်ပဲအာဏာရှင်နေဝင်းသည်သွေးနှောခြင်းစနစ်ဝါမျိုးခြင်းစနစ်အမြင့်ပြတ်တုတ်တင်ချေမှုန်းရှင်းလင်းခြင်းနည်းဗျူဟာတို့အားရေးဆွဲခဲ့သည်မြို့ပေါ်နှင့်ကရင်လူမျိုးများအတွက်စစ်အေးတိုက်ပွဲဗျူဟာဖြစ်သောသွေးနှောစနစ်နှင့်ဝါမျိုးခြင်းစနစ်များကိုရေးဆွဲခဲ့သည်မြို့ပေါ်နှင့်တော်လှန်ရေးနယ်မြေများအကြားဆက်ဆက်လျက်ရှိသောနေရာများတွင်နေထိုင်သည့်ကရင်လူမျိုးများအတွက်ပေါ်တာအဖြစ်အသုံးပြုခြင်းချင်းချောက်ခြင်းမတရားညှဉ်းပန်းနှိပ်စက်ခြင်းနည်းလမ်းများကိုရေးဆွဲခဲ့ပြီးကရင်တော်လှန်ရေးနယ်မြေများတွင်နေထိုင်သောပြည်သူလူထုများအားရန်သူတပ်ဖွဲ့သဘောထားပြီးအမြင့်ပြတ်တုတ်တင်ချေမှုန်းရှင်းလင်းခြင်းနည်းဗျူဟာဖြင့်ရှင်းလင်းရန်နည်းဗျူဟာများရေးဆွဲခဲ့သည်1980ခုနှစ်တွင်အာဏာရှင်နေဝင်းမှပဲခူးရိုးမှတွင်တပ်မခုံခွန်တပ်မ88တပ်မ99တို့အားအသုံးပြုပြီးဖြတ်လေးဖြတ်စစ်စင်ရေးအားစတင်ကောင်းထည့်ဖော်ခဲ့သည်ထိုစစ်စင်ရေးကာလများတွင်ပဲခူးရိုးမှတောင်ချေရှိရွာများအားတော်လှန်ရေးသမားများနှင့်ဝေးရာနေရာဒေသများသို့အတင်းအဓမ္မရွှေ့ပြောင်းစေခဲ့ပြီးတော်လှန်ရေးသမားများစုဆောင်ထားသောစပကြီးများအားလိုက်လံရှာဖွေကမိရှို့ဖျက်ဆီးခြင်းများကိုပြုလုပ်ခဲ့ပြီးမှသာပဲခူးရိုးမှနယ်မြေတွင်ရှိသည့်တော်လှန်ရေးသမားများတည်ရှိသောနယ်မြေများအားတပ်အင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့်1985ခုနှစ်အရောက်တွင်ပဲခူးရိုးမှကိုလက်လွတ်